အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုလေးကတော့ကျွန်တော်ပထမဆုံးအချိန်ကျွန်တော်ရဲ့ understanding stock investment သင်တန်းကိုတိုက်ရိုက် YouTube ကနေကြီးညာခြင်းဖြစ်ပါတယ်ကျွန်တော်ဒီသင်တန်းဟာ၄နှစ်ကျော်ခဲ့ပါပြီလူပေါင်းကျွန်တော်တို့သင်တန်းသား2000ကျော်တက်ရောက်ခဲ့ပြီးဖြစ်ပါတယ်သင်တန်းဟာ online ဖြစ်ပြီးတော့ကျွန်တော်တို့သင်တန်းကာလတစ်လကျော်အတွင်းမှာကျွန်တော်ကိုယ်တိုင်သင်ကြားတဲ့ Zoom session 6ခုပါပါတယ်အဲ့ဒီအပြင်အဲ့ဒီသင်ခန်းစာတွေကို Podia လို့ခေါ်တဲ့ online platform ကနေမိမိကြိုက်တဲ့အချိန်မိမိအဆင်ပြေတဲ့အချိန်မှာကြည့်ရှုနားထောင်နိုင်မှာဖြစ်ပါတယ်ဒီသင်တန်းလေးက stock investment နဲ့ပတ်သက်ပြီးအခြေခံနားလည်လူသူများအတွက်စီမံဖန်တီးထားခြင်းဖြစ်ပါတယ်ဒီ stock သင်တန်းလေးတက်ပြီးသွားရင် stock တစ်ခုချင်းစီကိုဘယ်လိုရွေးရမလဲဆိုတာသိချနားလေပါမယ်တခါဒီသင်တန်းတက်ပြီးသွားရင် investment fund တွေ ETF လို့ investment fund တွေကိုဘယ်လိုတိတိကျကျရွေးရမလဲဆိုတာလည်းနားလည်သွားပါမယ်တခါ stock investment မှာလူအများအမြဲတမ်းနားရှုပ်ထွေးလေးရှိတယ် investment နဲ့ trading ကွာတဲ့အကြောင်းကိုလည်းနားလည်သွားပါမယ်ပြီးတော့အရေးကြီးဆုံးဖြစ်တဲ့ investment နဲ့ပတ်သက်လာရင် risk နဲ့ return ဘယ်လိုကွာခြားလဲ risk လို့ခေါ်တဲ့ဆုံးရှုံးနိုင်ခြေနဲ့ return လို့ခေါ်တဲ့မြတ်နိုင်ခြေနှစ်ခုကြားမှာဘယ်လိုကွာခြားလဲဆိုတဲ့အကြောင်းကိုလည်းသိချာနားလည်သွားမှာဖြစ်ပါတယ်ကျွန်တော်သင်တန်းကိုပြည်တွင်းပြည်ပအထူးသဖြင့်ပြည်ပမှာရှိတဲ့ထိုင်းမလေးရှားအမေရိကန်ဂျပန်နိုင်ငံပေါင်းစုံကတက်ခဲ့တာခုဆိုရင်၄နှစ်ကျော်ရှိပါပြီ YouTube ပေါ်ကကျွန်တော်ရဲ့ပရိသတ်တွေသိအောင်လို့ဒီတစ်ခါဗီဒီယိုအနေနဲ့ကျွန်တော်ကြော်ညာတင်လိုက်ပါတယ်ကျွန်တော်သင်တန်းနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်ရင်ကျွန်တော်ရဲ့ကြော်မျိုးထွန်း Facebook page မှာစီရင်ပေးလို့ရပါတယ်ကျွန်တော်တို့ဒီလမေလ14ရက်နေ့မှာကျွန်တော်တို့54ချိန်မြောက်သင်တန်းစမယ်ဆိုတဲ့အကြောင်းဒီကနေကြော်ညာပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်